သူနေဆက်သူထက်ခွာသွားသည်မှာ3 လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေသည်ပန်ထွားဖိနမ၏နန်းဆောင်အတွင်းတွင်အရင်ကထပ်ပို၍အေးဆက်တိတ်ဆိမ်ပြီးသည်သူမသည်ညတိုင်းနေဆက်ဘက်သို့မျက်နှာမူကားဆုတောင်းနေမိတော့လဲကံကြမ္မာကသူမဘက်မှမရှိခဲ့ပြီတနေ့တွင်နန်းတော်ရှိသို့မြင်းတီတော်တူအပြင်းနှင်လာသည်သူယူဆောင်လာသောတဲ့င်းကဘရင်မ၏နှလုံးသားကိုဓားဖြင့်မှုန်းလိုက်တဲ့ကဲ့သို့ပင်အရှင်မနေဆက်စခန်းကိုရန်သူတွေညာတွင်ချင်းစီးနှင်းတိုက်ခိုက်ခဲ့ပါတယ်စစ်တီတော်တီဟသူဟာရန်သူအလဲမှာတယောက်တည်းခုခံတိုက်ခိုက်ရင်းပျောက်ဆုံးသွားပါပြီထိုသတင်းကိုကြားလိုက်ရချိန်မှာဘရင်မရဲ့လက်ထဲမှာကိုင်ထားတဲ့ကြောက်စိမ့်ခွက်ကလေးဟာကျန်းပင်ဖော်သို့ကျကွဲသွားပါတော့တယ်ဘရင်မဟာမြောင်ဝမ်းတွေထဲမှာအရေးကြီးများဝေးတက်လာခဲ့တယ်ဒါပေမဲ့အမတ်ကြီးရဲ့ရှေ့မှာတော့သူမဟာကြောက်ရွံ့တရွတ်လိုတင်းငင်အောင်ဟန်ဆောင်နေခဲ့ရတယ်အမတ်ကြီးဟာဘရင်မရဲ့တုံလုံးမှုကိုကြည့်ပြီးအတွင်းစိတ်ထဲမှာပြုံးနေခဲ့တယ်တီဟသူကိုနေဆက်သို့ပို့လိုက်ခြင်းမှာတေတွင်းသို့ပို့လိုက်ခြင်းသာဖြစ်တယ်အမတ်ကြီးဟာဒီခွင့်ရေးကိုအရယူကဘရင်မကိုအကြက်ကန်ရန်ပြင်ဆင်တော့တယ်အမတ်မင်းဟာအရှင်မအခုလိုနေဆက်မှာစစ်မီးတောင်နေကြမှာနန်းပလင်ခိုင်မြဲဖို့အတွက်ဘေးနားကတိုင်းပြည်တစ်ခုနဲ့လက်ထပ်ထိမ်းများထင်ကားတာအကောင်းဆုံးနီးလန်းပါလို့အမတ်ကြီးကအကြံပြုပြောဆိုလိုက်တယ်အမတ်မင်းရဲ့အစီအစဉ်ဟာဘရင်မရဲ့အချစ်ကိုတာမကသူမ၏လွတ်လပ်ခွင့်ကိုပါရိုက်ချိုးမိအစီအစဉ်ပင်ဖြစ်တယ်တကယ်တော့တီဟသူဟာမသေးဆုံးခဲ့ပါဘူးသူဟာဒဏ်ရာပြင်းထန်စွာနဲ့တောနတ်ထဲမှာပုန်းအောင်နေခဲ့ရတယ်သူ့ကိုရှင်ထန်စေတဲ့တခုတည်းသောအရာဟာဘရင်မပန်ထွာလွတ်ချပေးခဲ့တဲ့ရွှေလက်ကောက်ကလေးတကွင်းကြောင့်ပင်ဖြစ်တယ်တီဟသူဟာနန်းတော်ကိုပြန်ဖို့စဉ်းစားလိုက်တယ်ဒါပေမဲ့လမ်းခရီးမှာအမတ်ကြီးရဲ့လူယုံတော်တွေကသူ့ကိုလှုပ်ကြံဖို့စောင့်ဆိုင်နေကြတာကိုတွေးမိသွားတယ်ဒါကြောင့်တီဟသူဟာငါဟာတာမန်စစ်တီတုံးမဖြစ်ပြန်သွားလို့မရတော့ဘူးဘရင်မကိုကာကွယ်ဖို့ဆိုရင်ငါဟာပို့ပြီးတော့အင်ဟာကြီးမားတဲ့လူတစ်ယောက်ဖြစ်လာဖို့လိုတယ်လို့တွေးမိလိုက်တယ်တညမှာဘရင်မပန်ထွာဟာနန်းဆောင်အတွင်းမှာတယောက်တည်းရှိနေစဉ်အမောင်ရိပ်ထဲမှာလူရိပ်တစ်ခုပေါ်လာပါတယ်အဲ့ဒီလူဟာအခြားသူမဟုတ်ပဲအမတ်ကြီးရဲ့အတွင်းရည်ရည်လူကိုတည်ထားတဲ့နန်းတွင်းအစီခံဟောင်းတူဖြစ်နေလေအစီခံကအရှင်မတီဟသူကိုနန်းဆက်ကိုပို့တာစစ်တိုက်ဖို့မဟုတ်ပါဘူးအသေးသက်ဖို့အမတ်ကြီးကရန်သူတွေနဲ့လျှို့ဝှက်ချိတ်ဆက်ခဲ့တာပါလို့အမှန်တရားကိုဘရင်မသိလိုက်ချိန်မှာသူမရဲ့ဒေါသတွေဟာမီးတောင်တစ်ခုလိုပေါက်ကွဲသွားပါတော့တယ်ပန်ထွာဘရင်မဟာသူမရဲ့မျက်ရည်များကိုတုပ်လိုက်တယ်သူမဟာအားနွဲ့တဲ့မင်းကလေးတူမဟုတ်တော့ပဲအာနာကိုအသုံးချတတ်တဲ့ဘရင်မတပားအဖြစ်နိုးထွာလာခဲ့ပြီငါရဲ့အချစ်ကိုမင်းတို့ဖျက်ဆီးချင်တာလားကောင်းဒီဒါဆိုရင်မင်းတို့ရဲ့အာနာမတ်မောချင်းကိုငါကိုယ်တိုင်အဆုံးသတ်ပြီးမယ်လို့သူမတိုးတိုးလေးစီရွတ်လိုက်တယ်